ဒီမက်လေးဝင်နေခေါနေပါလားတဲ့ဝင်နေငယ်လေးမမြဲဘူးကြားတယ်တဲ့ဟုတ်လားမဟုတ်လားလက်တွေ့မေးကြည့်ရโอเคမမရေလောက်တဲ့ဘယ်နှစ်ရှိပြီတော့လောက်တဲ့3နှစ်ပါရှင်3နှစ်ကြီးများတော့ဘာလို့3နှစ်ကြီးများတော့လုံနေတူနိုင်မှာပျော်လို့ပေါ့ပျော်လို့မင်္ဂလာပါလောက်တဲ့ဘယ်နှစ်ရှိပြီတော့တလပါဟောတလကဲတူနိုင်မှာမမအဆင်ပြေရဲ့လားပြေပါတယ်တူနိုင်ကဘာလို့လာလောက်တာလဲချစ်လို့အမလောက်တဲ့ဘယ်နှစ်ရှိပြီလဲ2နှစ်ပါရှင်2နှစ်ကြီးများတူနိုင်မှာဘာလို့လောက်တာပျော်လို့လောက်တာပါရှင်ညီမလေးဟဲ့လေမနေတူနိုင်မှာလောက်တာလောက်တဲ့ဘယ်နှစ်ရှိပြီလဲ4လအော်4လပဲရှိသေးတယ်ဟုတ်တယ်စိတ်မညစ်ဘူးလားဘာလို့စိတ်ညစ်ရမှာလဲမဆန်ပြောမကောင်းတာပေါ့ညီမလေးရေရှင်းမလောက်တဲ့ဘယ်နှစ်ရှိပြီလဲတလအော်တလဟိုမဖြစ်ဘူးလားမထွက်ချင်ဘူးလားထွက်ချင်မဆန်တဲ့တရားပြောဖို့ကောင်းတယ်သူရိုက်တယ်ပါတယ်ကိုစင်လောက်တဲ့ဘယ်နှစ်ရှိပြီလဲဒီနေ့နဲ့ပူလားဟဲ့9နှစ်တောင်ပြည့်တော့မယ်မထွက်ဘူးလားဘယ်လိုမှာတော့ဘာလို့လုံနေရလဲပျော်လို့ဒေါက်ခင်လေးဘာတွေလုပ်ရှင်မဝေးနေစီစစ်နေရပါရှင်လောက်တဲ့ဘယ်နှစ်ရှိပြီလဲ3နှစ်6လ3နှစ်6လဟဲအဲ့ဆိုင်နေပါဆိုင်ခွဲတွေပါတပြည့်ဆိုင်နေပါမပြောင်းချင်ဘူးလားပြောင်းလေမန္တလေးကနေရမှာမစင်ကိုချစ်လို့ပြန်လာတာအာဒါတူနိုင်ကိုချစ်လို့လုံနေရပေါ့ဒါပေါ့သူရိုက်တင်တယ်နော်ရမ်းချစ်တယ်ညီမလေးရေလောက်တဲ့ဘယ်လောက်ရှိပြီလဲဟဲ့တလားဟာဘာထွက်ချင်ပြီလားထွက်ချင်ပါဘူးဘာဖြစ်လို့တူနိုင်မှလာလို့တာလဲဒီမှာအလုံးလုံးကပျော်လို့ပေါ့သူရိုက်တင်ပါတယ်မမလောက်တဲ့ဘယ်လောက်ရှိပြီလဲ3လပါရှင်3လဘာလို့တူနိုင်ရင်တမလာလို့တာလဲတူနိုင်ကိုချစ်လို့ရာလို့စုပြီးတော့လာလို့တာပါဟဲ့ရမ်းချစ်တယ်နော်ညီမလေးရေအတိတ်ကလေးတင်တယ်နော်ဘယ်လားရှိပြီလဲလောက်တဲ့ရပိုင်းလေးရှိသေးတယ်ဟလာအဲ့ရပိုင်းမရှိသေးရဲ့ဒီကနေရောအဆင်ပြေရဲ့လားပျော်လို့အိမ်တော်မပြန်ပျော်လို့အိမ်တော်မပြန်စေဘူးသူအများကြီးတပါတယ်မင်္ဂလာပါညီမလေးလောက်တဲ့ဘယ်လောက်ရှိပြီလဲမတလားမပြေသေးဘူးမဟလာတူနိုင်ရတနာဘာလို့အလုပ်လာဝင်တာလဲတူနိုင်ရနာကိုချစ်လို့ကိုနဲ့မောင်ချစ်လို့လာတာကိုနဲ့မောင်ချစ်လို့ပြောရဲ့လားပြောရဲမှာသူအများကြီးတပါတယ်ပြိတ္တကြီးရဲ့အရောက်တရားရဲ့အဖြေကချစ်လို့